အခုရောက်နေတဲ့နေရာလေးကတော့ဗီယက်နမ်စာပါမှာနာမည်ကြီးဟိုတယ်တွေကတခုအပါဝင်ဖြစ်တဲ့ Pistachio Hotel ကိုရောက်နေတာပါအခုလို Infinity Pool နဲ့တောင်တန်းတွေကိုနောက်ခံထားပြီးရိုက်တာကစာပါရဲ့ signature နေရာလေးတစ်ခုလို့ပြောလို့ရတယ်အခု Risto ငားထားတဲ့ Pistachio Hotel Room ရဲ့ interior design ကိုဝင်ကြည့်လိုက်ရအောင်အခန်းထဲကိုဝင်လိုက်တာနဲ့ overall design style က modern နဲ့ local inspirations လို့ပြောလို့ရတယ်ဒီအခန်းရဲ့ design က luxury ဖြစ်တယ်ပြီးတော့တစ်ဖက်ကလည်း nature နဲ့ cultural inspirations ကိုပါထည့်ထားတာကိုတွေ့ရတယ်ဝရဏတကားကိုဖွင့်ပြီးတော့ထွက်လိုက်ရင်အပြင်မှာအရန်ကိုလှတဲ့ mountain views ကြီးကိုတွေ့ရမှာပါဒီမှာသုံးထားတဲ့ color palette ကတော့အစိမ်းရောင်အဝါရောင်နဲ့တစ်သားရောင်တွေကိုအဓိကဦးစားပေးပြီးတော့သုံးထားတယ်။ Reese အနေနဲ့ဒီမှာသဘောကျတာကဂဒင်ရဲ့ feature wall design က Vietnam Rice Field Terrace ကို inspiration ယူထားတာမျိုး။သူက feature wall ပေါ်မှာဘယ်လိုလုပ်ထားလဲဆိုတာကိုတွားပြီးတော့ဆက်စုကြည့်လိုက်ပြီးတော့ခောက်ကြည့်ရပါတော့။အဲ့တော့ခောက်ကြည့်လိုက်တော့ဘာတွေ့ရလဲဆိုသူက partition board ပေါ်မှာအဝါရောင် texture paint ကိုတုပ်ထားပြီးတော့အစိမ်းရောင်တစ်သားချောင်းတွေနဲ့ပတ်တန်ကိုပုံဖော်ထားတာကတင်ဘေးမှာကြတော့ traditional ဆန် side table လေးရှိတယ်ဒီမှာဆိုရင်လည်း wall light တွေစာကြည့်မီးတွေနဲ့အပြည့်စုံထားပေးထားတယ်စာကြည့်မီးရှိတော့ကိုယ့်ရဲ့ partner ဒါမှမဟုတ်ရင်ကိုယ့်ရဲ့တည်ရင်ချင်းကအိတ်နေပြီဆိုတဲ့အခါကျရင်သူ့ကိုအနှောက်အယှက်မဖြစ်တော့ဘူးhanging light တွေဆိုရင်လည်းလောင်အိမ်ပုံစံ cage design ပုံစံမျိုးလေးနဲ့လုပ်ထားတာကိုတွေ့ရတယ်။ရေချိုးခန်းမှာကလည်း open concept နဲ့ဆိုတော့ bathtub ထဲမှာရေဝင်စင်ရင်အပြင်ဘက်ကိုကြည့်လို့ရတာကလည်း luxury experience တစ်ခုလို့ပြောလို့ရတယ်။ရေချိုးခန်းအပြင်ဘက်ကိုထွက်လိုက်ရင်ဒီမှာဆိုရင်တစ်သားရဲ့ကျိန်း materials နဲ့လုပ်ထားတဲ့အဝတ်ဘီယိုလေးရှိရဲ့။တကားရဲ့လက်ကင်လေးကနိုင်လိုကျိုးကိုအသုံးပြုထားတာကသူ့ရဲ့ထူခြားချက်လေးပေါ့။ဒီလိုအရန်ခိုစီဖြစ်တဲ့ hotel room နဲ့ကနေတောင်တန်းတွေကိုကြီးလိုက်အလုံးလုံးလိုက် feeling ကကိုအလုံးလုံးနေတယ်ဆိုတာတော့မေ့သွားတယ်။ဒါကတော့မနက်စာ buffet area နေရာတော့နည်းနည်းလေးကျင်းတယ်ဒါပေမဲ့ food variety ကတော့မစိုးဘူးလို့ပြောလို့ရတယ်။အပေါ်ဆုံးထပ်ကိုတက်သွားရင်တော့ rooftop infinity pool area ကိုရောက်သွားရောနိုဝင်ဘာလကဗီယက်နမ်မှာစောင်းရသည်ဆိုတော့ရေကအရန်အေးတာဒီမှာသူ့ရဲ့ signature view ဆိုတော့ရေထဲဓာတ်ပုံမြက်ဆင်းရိုက်အရန်အေးတော့မြက်ပြတ်တက်ရတယ်အကောင်းဆုံးကတော့ hotel room ထဲကနေပဲတောင်တန်း view တွေကိုကြည့်တာအပြင်ရာသီဥတုအေးနဲ့တောင်တန်းတွေတိမ်တွေနဲ့ vibe ကအရန်ကို relax ဖြစ်တယ်ညဘက် view ကလည်း lighting တွေနဲ့အရန်လာပြီး atmosphere တစ်ခုလုံးက Greece က Santorini ကိုရောက်နေတယ်လို့ပဲအခုဒီ Sapa Pistachio Hotel ရဲ့ design ကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နော် bye